မိတ်ဆွေရဒီဗီဒီယိုကို editing software တစ်ခုခုနဲ့ edit ထားမယ်လို့ထင်ကောင်းထင်မယ်။အမှန်တကယ်တော့ဒီဗီဒီယိုကိုကျွန်တော် AR နဲ့ပဲအစားဆုံးလုပ်ထားပါ။ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ကဲကျွန်တော်လည်းတူကြည့်လိုက်ကြအောင်။ပထမဆုံး ChatGPT ကို prompt သွားတောင်းမယ် ChatGPT ရဲ့ level ချက်မှရှိတဲ့ဘားလေးကိုဆွဲမယ်ဒီမှာ explore ဆိုတာလေးကိုတွေ့လိမ့်မယ်အဲ့ဒါကိုဝင်မယ်အဲ့ဒီကနေကျွန်တော် 3D documentary ဆိုတော့ရှာကြည့်မယ်ဒီမှာဆိုရင်အပေါ်ဆုံးမှာကြာလာတဲ့ documentary star 3D image generator ဆိုတာကိုနှိပ်မယ်ပြီးရင် start check ကိုနှိပ်မယ်အဲ့ဒီကနေကျွန်တော်လိုချင်တဲ့ပုံစံကို prompt ထုတ်ပေးဖို့ပြောမယ်ပြာရောင်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ကစပွဲရဲ့ရှေ့မှာမတည့်ရနေတဲ့ဆိုတာကိုငါ့ကို prompt ထုတ်ပေးပါဆိုပြီးတော့ပို့မယ်ဒီမှာဆိုရင်သူက main sync prompt ပေးထားတဲ့ video prompt တွေကိုလည်းသူ9ခုလောက်ပေးထားပါတော့ဒီတဲကနေကျွန်တော် main prompt ကိုပဲ copy လုပ်မယ် new chat တစ်ခု copy တော့ခုန copy ထားအောင် paste လုပ်မယ်ပြီးရင်သူ့ရဲ့နောက်မှာအချိုးဘလောက်နဲ့ပုံထုတ်ပေးပါဆိုပြီးတော့ပြောမယ်ဒါခဏလောက်စောက်တဲ့ခါမှာပုံလေးရလာမယ်လိမ့်မယ်ပုံထုတ်တဲ့နေရာမှာ ChatGPT မသုံးဘဲနဲ့တခြား AI နေတခြား app တွေကိုလည်းသုံးလို့ရတယ်ကျွန်တော်တို့ဒီမှာတစ်ခါလေးပြီးတော့အောင် ChatGPT ကိုပဲပုံထုတ်ခိုင်းတာပေါ့နော်ဒီမှာဆိုရင်ပုံလေးရလာပြီပုံရပြီးရတယ်ကျွန်တော်တို့VO3 ကိုသွားပြီးတော့ video ထုတ်မယ်VO3 ကိုသွားလို့ရတယ်လို့မျိုးကျွန်တော်အရင် video မှာပြောခဲ့တဲ့ history AI ကိုလည်းသွားလို့ရတယ်ကျွန်တော်တို့ VO3 account ရှိတဲ့ကြောင့် VO3 ကိုသွားပြီးတော့ထုတ်ရမယ်VO3 ကိုဝင်မယ်ဒီမှာပုံအဲ့လိုလုပ်ဖို့ပြောရမှာနော်ကျွန်တော်ခုန share ပုံလေးကိုအဲ့လိုလုပ်မယ်လူကကင်မရာစီကိုရှောက်လာတဲ့ပုံစံကိုထုတ်ပြီးပါဆိုပြီးတော့ပြောမယ်ခဏလောက်ကြာတဲ့အခါမှာဒီလိုမျိုး video လေးထွက်လာပါပြီဒါဆိုရင် 3D editing software တွေကိုသုံးစရာမလိုဘဲနဲ့ 3D documentary တွေကို AI နဲ့ထုတ်ပြီးတော့ဖန်တီးလို့ရတယ်ဆိုတော့ကိုသိသွားပြီလို့ထင်ပါတယ်ခင်ဗျဒီ video လေးကိုဆောင်ကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ Total YouTube channel လေးကိုလည်း like and subscribe လုပ်ရပေးဆိုရင် like and subscribe လုပ်ပေးကြပါဦးခင်ဗျနောက်ပြီးမှပြန်လည်ဆုံတွေ့ကြပါမယ်